ရေခွက်လေးတုံခါသွားတာနဲ့အိမ်ဖော်တွေကအခြေအနေမဟန်မှန်းသိလိုက်ကြတယ်။အိမ်မှာအရန်ဆိုးတွေခွေးတကောင်ရှိတာကြောင့်သူတို့အစားအသောက်တွေကိုအမြန်ဝတ်ထားလိုက်ကြတယ်။တင်းစီနေတော့မှပဲခွေးကြီးရောက်ချလာတယ်။အိမ်ဖော်တွေကဘာမှမကြွေးပဲသူ့ကိုအိမ်ပြင်မောင်းထုတ်လိုက်ကြတယ်။တခင်ဖြစ်သူကသူ့ကိုချစ်ပေမဲ့ဒီကိစ္စမှာတော့အိမ်ဖော်ဘက်ကပါခဲ့တယ်။ဒါပေမဲ့ခွေးကတော့ပတင်းပေါက်ကနေအိမ်ထဲပြန်ဝင်လာမြဲပါတယ်။အဲ့ဒီနေ့ကအရေးကြီးဧည့်သည်တွေအတွက်စားဝဲအပြည့်ပြင်ဆင်ထားတာပါ။ရုတ်တရက်ခွေးကယုံကိုလဲဖန်ရင်ဥယျာဉ်ထဲရောက်သွားပြီးအစားကောင်းနေမြင်တော့တွားရီကျသွားတယ်။သူကချက်ချင်းပဲပေါင်သားကိုကိုက်ပြီးဧည့်သည်တွေနဲ့ဓာတ်ပုံရိုက်နေတဲ့တခင်နားသွားလိုက်တယ်။တခင်ကစားပွဲမှာပွားစီကိုအမီပျက်စီးနေတာမြင်တော့ဒေါသထွက်ပြီးနှုတ်ရက်ရောင်းပြမယ်လို့ဆုံးဖြတ်လိုက်တယ်။ညဘက်ကျတော့အစာနဲ့များပြီးလောင်အိမ်ထဲထည့်လိုက်တယ်။ကုံတီလက်ထဲရောင်းစားခံလိုက်ရမှန်းသူနားလည်လိုက်ပါပြီ။ကုံတီကသူ့ကိုပထမဆုံးရောက်ဖူးတဲ့နှင်းတော်ဒေတာစီခေါ်သွားပြီးတခြားခွေးတွေနဲ့ရောထားလိုက်တယ်။နောက်တော့လူတစ်ယောက်ကသူ့ကိုဝဲလိုက်တယ်။အမျိုးသမီးကတော့ဒီစင်းနဲ့ဆိုခွေးလက်ကောင်ရတယ်ဆိုပြီးမကျေနပ်ပါဘူး။အစာပိုင်းမှာသူကအလုံးမလို့ဖဲပြက်သမားရီရှာလို့တခြားခွေးတွေဒုက္ခရောက်ကြတယ်။တခင်တစ်ကတော့ကိစ္စမရှိဘူးဖြည်းဖြည်းချင်းအဆင်ပြေသွားမှာပါလို့နှစ်သိမ့်တယ်။နင်းတော်တဲ့ပထမဆုံးအကြိမ်မို့ပြေးလာတာခက်ထဲနေပေမဲ့ရက်ပိုင်းအတွင်းမှာပဲသူတော်လာခဲ့တယ်။တညစာစားချိန်မှာဟက်စကီတကောင်ကအချိုက်ခွေးစီကအစာလူစားတာမြင်လိုက်ရတယ်။ဒါကိုမြင်တော့သူစိတ်မကောင်းချစ်ပြီးကို့အစာကိုအဲ့ဒီခွေးကိုပေးလိုက်တယ်။ဒီလိုရိုးရှင်းတဲ့ကျင်နာမှုလေးကြောင့်ပဲတခြားခွေးတွေကသူ့ကိုသဘောကျလာကြပါတော့လေ။